ตายาနေတဲ့ညာလေးတစ်ညမှာပေါ့ဆာကူရာကျောင်းတစ်ခုမှာနိုရာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကထိုကျောင်းရှိကိုရှောက်လာနေခဲ့ပါတော့တယ်ပြီးတော့ကောင်မလေးတစ်ယောက်ကသမင်းစားတဲ့နေရာကိုလာပြီးတော့နိုရာကိုတွေ့တာနဲ့အတူဝင်ထိုင်လိုက်ပါတယ်မင်္ဂလာပါအေးဟုတ်ကဲ့ပြောပါရှင်ဒီကျောင်းကအရန်ကိုမှနောက်ကျတာပဲနော်သူကညဘက်မှာပဲဖွင့်တာဟမ်ဘာလို့ဆိုလိုချင်တာလဲတပြောအောင်မယ်ဒီကျောင်းမှာအစ်စ်တင်နေဒီကျောင်းကအရန်ကိုမှ6ချောင်းဝယ်ဖြစ်တဲ့ဒီအရန်ဖြစ်ခဲ့ဘူးလေဒီ31လို့ခေါ်တဲ့အခန်းကားဆိုလို့ရှိရင်ဘယ်သူမှမရှိပဲနေတော့မှထိုင်ကုန်တွေကရွေ့လျားနေတာဟာအကြောင်းမလို့ပြောတာဟုတ်လားအဲ့ဒါကိုငါမသိခဲ့ပါလားအေးဟုတ်တယ်အခုလောဆယ်ငါတို့အခန်းသွားရှာကြရအောင်ဟာဒီအခန်းငါပြောရဲ့အခန်းပဲသူကဘာဖြစ်လို့အဲ့ဒါကဖွင့်ထားတာလဲမသိဘူးနော်ဟဲ့ဆီယမဒီအခန်းကပိတ်ထားတာကြာပြီမဟုတ်လားဆီယမဟုတ်တယ်ကွယ်ဆီယမတို့မှာအခန်းမလောက်တော့လို့ဒီအခန်းကိုပြန်ပြီးတော့ပြုပြင်ပြီးတော့တင်ရတာကျောင်းစင်ကြရောက်တော့ဂျိတ်လို့ခေါ်တဲ့ကောင်လေးကသွားပြီးတော့ဟာငါဒါဦးမေးရအောင်တော့စိတ်မရှိပါနဲ့မေးပါဘာမှဖြစ်ပါဘူးဒီဟာလေးငါကတခါကြာဒီမှာတယောက်တည်းကြံခဲ့တာအဲ့ဒီအခန်းထဲမှာလေတခုခုများခံစားမိသလားလို့ငါကတော့တခါလေကြာရင်မီးတွေဖွင့်တာပိတ်တာတွေထန်ကုန်တွေရွေ့ရတယ်ငိုတန်တွေကြားတယ်你笑给我ပြောစမ်းပါနဲ့你အိမ်ဝင်တာတက်မပြန်စမ်းပါ你笑ပြီးတော့တွေးမနေနဲ့ငါတို့ကိုလာပြီးမချောက်ကြနဲ့အေးပါငါကဒီတိုင်းပဲနှုတ်မေးကြည့်ရပါနောက်တစ်နေ့မှာတော့ကဲသားတို့သမီးတို့ဒီ project လေးကိုတေချာအောင်တော့လှုပ်ထားကြရနော်ဟုတ်ပြီလားပြီးတော့အဲ့ဒါကိုဆရာမတို့စီမှာမြန်လေးတော့ထပ်ပေးရမယ်လုပ်ရကြီးဆရာမစင်ပြေရဲ့လားပြေပါလေတားတို့သမီးတို့အခန်းကိုတန်ရှင်းလုပ်ပြီးတခါပဲပြန်လို့ရပြီနော်ဆရာမ9နာရီခွဲရှိသေးတယ်9နာရီခွဲမှကျောင်းကပြီးရမဟုတ်ဘူးလားဆရာမဒါမဲ့ဆရာမကတော့ထွက်သွားခဲ့ပါတယ်နိုရာကတော့ဆရာမလှည့်ကြည့်နေတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူးအမကျောင်းသားတွေကတဖြည်းချင်းပဲသူတို့ပြန်သွားကြပါတယ်နိုရာတို့အဖွဲရတော့ဒီနေ့အလဲကျတဲ့နေ့ဖြစ်တဲ့အတွက်သူတို့တွေကအတူတူဆော့ကစားဖို့အတွက်နေခဲ့ပါတယ်အမနိုရာကသူ့အနောက်မှာတခုခုကိုခန်းစားလိုက်ရပါတော့တယ်ချမ်းစိမ့်လိုမျိုးခန်းစားချက်ပေါ့ဘာမှဖြစ်သွားတာလည်းမသိဘူးတကယ်ချင်းတို့ငါတခုခုခန်းစားမိနေတယ်ဟဲ့ဘာလဲတော့မသိဘူးဘာလဲဟာငါလည်းမသိဘူးချမ်းစိမ့်ဖြစ်သွားတယ်နင်ချင်းတို့ငါအတန်တစ်ခုကြားတယ်နည်းနည်းနားထောင်ကြဘာတိုင်းတော့အမလေးဘာလဲငါမသိပါဘူးတကယ်ချင်းတို့လာကြမြန်လာကြဟဲ့နင်တကယ်ချင်းတို့ငါတို့အခန်းကိုပိတ်ရသေးဘူးလေဘာနင်ကဒီလောက်တော့မဖြစ်နေတဲ့ဟာကိုနင်ကမကြောက်ခွင့်နဲ့ပြန်သွားချင်တာလားဟုတ်တယ်ဟဲ့မီယာပြောတာမှန်တယ်ငါတို့တကားသွားပိတ်ရမယ်ကဲအဲ့ဆိုမြန်လာကြအေးတကယ်ချင်းမြန်တော့လုံတော့ဟဲ့အဲ့မှာသူတကားပိတ်နေတဲ့အချိန်မှာနိုရာကအဲ့ဒါဘာကြီးလဲနိုရာဘာဖြစ်တာလဲဟဲ့နိုရာနင်အဆင်ပြေလားနင်ဘာဖြစ်နေရလဲဟဲ့ကဲချင်းနင်ဘာဖြစ်နေရလဲနိုရာရေတခုခုပြန်ပြောပါအောင်အဲ့မှာပဲဟဲ့ငါအခုပိတ်လို့ပြီးသွားပြီတငယ်ချင်းတွေလာကြငါတို့သွားကြမယ်လာကြနိုရာဟိမြန်လာဟိသွားမယ်ငါတို့တွေမြန်သွားမှရမယ်ကဲလာကြမြန်လာမလေးမော်လိုက်တာမလေးလာရတော့ရဟိနိုးလေကဲမော်လိုက်တာကဲနိုရာရေခုဘာမှမဖြစ်တော့ဘူးလေဘာမှစိတ်ပူစရာမရှိတော့နိုရာနင်တိတ်ဆိတ်နေရဘာဖြစ်လို့လဲပြပါအောင်ဟာနင်တိတ်ဆိတ်နေရကြာနေပြီဟဲ့ငါအမျိုးသမီးတယောက်ကိုငါတွေးခဲ့တယ်ပြီးတော့ तू ကငါ့ကိုဆုရှပြီးတော့စိုက်ကြည့်နေရ
ဩနင်းကလေဟုတ်လားငယ်ချင်းတို့ရေအဲ့ဆိုငါတို့အိမ်ကိုမမြင်ပြမရတော့မယ်ထင်တယ်ဒီမှာမလုံကြုံတော့ဘူးလာလာလာတွားကြမယ်ငါတို့အိမ်အမြင်ပံမှငါတို့ကလုံကြုံတော့မှာဟာ အေးပါဟာသွားကြမယ် သူတို့သွားနေပြီမဲ့လေအရာတစ်ခုခုကသူတို့ကိုပရင်းပေါက်ကနေစိုက်ကြည့်နေခဲ့တယ်အဲ့ဒီအရာကတော့တရေမှာပါ